ခဏရောက်လာအလုံးအမမြဲခြင်းတရားပါမမာနာတွေမထားကြနဲ့ဗျာရောက်လာပြန်သွားရမယ်မတည်မြဲသောတရားတွေရှိတယ်ပိုင်ဆိုင်သမျှတွေဆွန့်လွတ်လို့သာပစ္စည်းဥစ္စာနဲ့ရှင်လူချင်းတွေလူလို့မြင်နိုင်စေသာနာမှုတရားလေးရှိကြပါဒီလူဝခဏရောက်လာအလုံးအမမြဲခြင်းတရားပါမမာနာတွေမထားကြနဲ့ဗျာရောက်လာပြန်သွားရမယ်မတည်မြဲသောတရားတွေရှိတယ်ပိုင်ဆိုင်သမျှတွေဆွန့်လွတ်လို့သာပစ္စည်းဥစ္စာနဲ့ရှင်လူချင်းတွေလူလို့မြင်နိုင်စေသာနာမှုတရားလေးရှိကြပါအနေနဲ့စင်တန်းချင်းမတူကံကြောင့်တရားမတူတဲ့ဘဝတွေပါလဲကြသူကိုဆွဲတူဖေးမကူညီရင်လေအနေကံဘဝတို့ကင်းဝေးစေဖြစ်တည်သမျှရာအလုံးဟာပြည့်ချင်းနဲ့ဆုံးတရားမှာဒီတဘာဝကိုတည်ထားတဲ့မဟုတ်လားအတိနဲ့တတိရှင်သွားကြပါနောင်တော့မှနောင်နှမရစီနဲ့ငါဆိုတဲ့အတ္တစိတ်ပဲဒီမင်းကလက်ထွန်းမရသူအေးချမ်းသောတရားဓမ္မတွေပဲရှင်သန်ရဘဝရဲ့ဒိတ်ပဲလွန်မြောက်ရလန်းတို့ရွေးချယ်ဂုံတရက်တွေပုံထပ်ပါစီတန်စာကပြီးလေတည်မရပြီဒီလူဝခဏရောက်လာအလုံးအမမြဲခြင်းတရားပါမမာနာတွေမထားကြနဲ့ဗျာရောက်လာပြန်သွားရမယ်မတည်မြဲသောတရားတွေရှိတယ်ပိုင်ဆိုင်သမျှတွေဆွန့်လွတ်လို့သာပစ္စည်းဥစ္စာနဲ့ရှင်လူချင်းတွေလူလို့မြင်နိုင်စေသာနာမှုတရားလေးရှိကြပါအနေနဲ့စင်တန်းချင်းမတူကံကြောင့်တရားမတူတဲ့ဘဝတွေပါလဲကြသူကိုဆွဲတူဖေးမကူညီရင်လေအနေကံဘဝတို့ကင်းဝေးစေဖြစ်တည်သမျှရာအလုံးဟာပြည့်ချင်းနဲ့ဆုံးတရားမှာဒီတဘာဝကိုတည်ထားတဲ့မဟုတ်လားအတိနဲ့တတိရှင်သွားကြပါနောင်တော့မှနောင်နှမရစီနဲ့ငါဆိုတဲ့အတ္တစိတ်ပဲဒီမင်းကလက်ထွန်းမရသူအေးချမ်းသောတရားဓမ္မတွေပဲရှင်သန်ရဘဝရဲ့ဒိတ်ပဲလွန်မြောက်ရလန်းတို့ရွေးချယ်ဂုံတရက်တွေပုံထပ်ပါစီတန်စာကပြီးလေတည်မရပြီ